တီဟိုကျွန်းသို့ရွှေကျင်သာသနာရောက်ပုံဤနေရာ၌တီဟိုကျွန်းသို့ရွှေကျင်သာသနာရောက်ပုံနှင့်ယိုဒယာသို့ရွှေကျင်သာသနာရောက်ပုံတို့ကိုအနည်းငယ်ရေးသားလိုပါသည်တီဟိုကျွန်း၌ရွှေကျင်သာသနာမျိုးချစ်ချခဲ့သည့်ပုဂ္ဂိုလ်မှာရွှေကျင်ဆရာတော်ဘုရားကြီးပင်ဖြစ်သည်1239ခုနှစ်တွင်ရွှေကျင်ဆရာတော်ဘုရားကြီးသည်ဗုဒ္ဓဆွေတော်မြတ်ကိုဖူးမြော်ရန်တီဟိုကျွန်းသို့ကြွရောက်တော်မူခဲ့သည်1240ပြည့်နှစ်တီဟိုကျွန်းတွင်တဝါဆို၍တီဟိုတန်ဃာများနှင့်တက္ကະမတို့အားတရားဓမ္မဟောပြတော်မူသည်ထိုနှစ်မြန်မာပြည်သို့ပြန်လည်ရောက်ရှိတော်မူပြီးသောအခါလင်္ကာသာသနာတုတ်တိကထာတီဟိုသာသနာတန်ရှင်ရေးစာတမ်းကိုပါဠိဘာသာဖြင့်ရေးသား၍တီဟိုကျွန်းသို့ပေးပို့တော်မူခဲ့သည်ထိုစာတမ်းတွင်တီဟိုသာသနာသည်ရှေ့အခါကလွန်စွာထွန်းတောက်ခဲ့တော်လဲယခုအခါတာကျိုးဆယ်ပေါက်တွေးချောက်နေသောအိုင်ပက်ကားပမာဖြစ်နေပုံနှင့်တီဟိုသာသနာတန်ရှင်ရေးညီညွတ်စွာပြန်လည်ကြိုးစားသည့်ပုံတို့ကိုဗราဏအားဖြင့်ပြထားပေသည်ထို့ပြင်မြန်မာပြည်မှဖျားဘူးလာကြသူများအားရပါရဖူးခွင့်ရအောင်ဆွေတော်တိုက်ကိုရက်ကြာကြာဖွင့်လှစ်ပေးရန်ကိုလည်းတိုက်တွန်းထားပေသည်ထိုအခါမှစ၍ရွှေကျင်ဆရာတော်ဟူသောဂုံရနံ့သည်တီဟိုကျွန်းတွင်တင်းကြိုင်ပြန့်နှံ့ခဲ့လေသည်တီဟိုကျွန်းတွင်ရွှေကျင်ဆရာတော်ကြီးစတင်စိုက်ပျိုးခဲ့သည့်မျိုးစီသည်မဟာဝိသုဒ္ဓယုံဆရာတော်ကြီးလက်ထက်၌အမြင့်တွယ်ရှက်လျက်အညွန့်ထွက်ခဲ့ပြီဂိုင်းခက်ပွားစီပွင့်သီးဝေစာစီကားခဲ့ပေသည်တီဟိုမြန်မာသာနာဆက်ဆံရေးသည်ရင်းနှီးခိုင်မာလာခဲ့ပေသည်တီဟိုဆရာတော်များသည်စာပေကျမ်းဂန်အယူအဆနှင့်ဆက်၍၎င်းသာနာရေးကိစ္စများနှင့်ဆက်၍၎င်းမဟာဝိသုဒ္ဓယုံဆရာတော်ကြီးကိုယုံကြည်အားကိုးကြသည်ဆရာတော်ကြီးထံဝိနည်းဆရာတောင်းခံလေးရှိကြသည်1255ခုနှစ်တွင်တီဟိုမှမြန်မာဂိုင်းဝင်ဆရာတော်တစ်ပါး၏လျှောက်ထားတောင်းပန်ချက်အရတီမာတမှုဟနနာတိကမဝါစာဝိနည်းစာကိုပါဠိဘာသာဖြင့်ရေးသားပေးပို့တော်မူခဲ့သည်၎င်းဝိနည်းစာ၌တိန်နုတ်ကမဝါစာဖတ်ရာဝယ်တီဟိုကတန်ဂောတံတိမံတမှုဟန္တိဟုဖတ်၍မြန်မာကတမှုဟနာတိဟုဖတ်၏ထိုနှမျိုးစလုံးသင့်၏တမှုဟန္တိနှင့်တမှုဟနန္တိတွင်တမှုဟနန္တိဟုဥရတဖြင့်ပိုကောင်းသည်ထို့ပြင်တီဟိုကတီမာတမတ်တာဟုဖတ်၍မြန်မာကတမန်နိတာဟုဖတ်ရာတီဟိုဖဏီကောင်း၏တမန်နိတာ၌တမန်နိတာဟုရှိတမ္မနိတာဟုရှိသင်၏ဟုဖော်ပြထားပေသည်1258ခုနှစ်တွင်တီဟိုအရှင်ဓမ္မလင်္ကာရနှင့်အရှင်ဥပဒေနာဆရာတော်များထံဝါကြီးထပ်ပုံဝါငယ်ထပ်ပုံနှင့်ဆက်၍အဆုံးအဖြတ်ရေးသားချီးမြှင့်ပါရန်ဟူသောလျှောက်ထားစာရောက်လာသည်ထိုလျှောက်ထားစာအရအဓိမာတဝိနည်းစဝါလွန်ဝါထက်အဆုံးအဖြတ်ကိုပါဠိဘာသာဖြင့်ရေးသားပေးပို့တော်မူခဲ့သည်ထိုဝိနည်းစတွင်မြန်မာပြည်ရွှေဘုံမင်းလက်ထက်ဗေဒင်ပညာရှိများကဝါဆိုလပြည့်အာတလီနက္ခတ်နှင့်စမ်းရှင်ခြင်းကိုကြည့်၍ဝါထက်ရက်ငယ်လှုပ်လေရှိပုံထိုနည်းကိုပြင်မြန်မာပြည်တွင်ယခုတိုင်အသုံးပြုလျက်ရှိပုံတို့ကိုဖော်ပြထားလေသည်ထို့ပြင်မြန်မာပြည်မှအဘိဓမ္မာတက်ယဟန်တော်တစ်ပါးကိုပြင်၍တီဟိုအဘိဓမ္မာသင်တန်းကိုပို့ချပေးရန်တီဟိုဆရာတော်များစီစဉ်ကြောင်းလျှောက်ထားရာထိုအစီအစဉ်တက်တီဟိုယဟန်တစ်ပါးကိုမြန်မာပြည်သို့အဘိဓမ္မာပညာသင်ဆေလွှတ်ခြင်းကပုံမူကောင်းမွန်ကြောင်းအကြံပေးတော်မူခဲ့သည်ထိုနှစ်မြန်မာပြည်သို့ကြွလာကြသောအရှင်သာသနာနရဇအရှင်တိရိတုမနအရှင်သိတ္တစသောတီဟိုဆရာတော်များတောင်းပန်လျှောက်ထားချက်အရာအရှင်ဥပါရိမှစ၍ရွှေကျင်ဆရာတော်အထိသာသနာဝင်အနွယ်ဆက်ကိုဖော်ပြထားသောထေရပရံပရဘတ်ကိုရေးသားချီးမြှင့်တော်မူသည်1262ခုနှစ်တွင်တီဟိုကျွန်းပါဏဒူရမြို့တတမောဒရာဆရာတော်အရှင်ဥပဒေနာထံမှဝိနီမဟာဝကပါဠိဗြဟ္မယာစနကထာ၌
တီဟိုမူနှင့်ရှန်ဂိုင်းကမ်ဘောဇတိုင်းအခရာရေးပေမူတို့မှာဗမာမင်းကတစ်ချိန်သာတောင်းပန်ကြောင်းပါရှိသည်မြန်မာမူအင်္ဂလိပ်မူတို့မှာ၃ချိန်တောင်းပန်ကြောင်းပါရှိသည်ထို့သောမူကွဲရှိရာအဘယ်မူသာတင့်ကြောင်းအစွန်းအဖြတ်ပေးတော်မူပါရန်ဟုသောစာရောက်လာသည်ထိုစာအရတိတ်ခတ်တုံဗမာရာစနဝိနိစ္စကထာ၃ချိန်ဗမာတောင်းပန်ခြင်းအစွန်းအဖြတ်စာတမ်းကိုရေးသားပေးပို့တော်မူခဲ့သည်ထိုဝိနိစ္စကထာ၌၃ချိန်တောင်းပန်ခြင်းသာယုတ်တိရှိပုံ၃ချိန်တောင်းပန်ပုံပါရှိသောမူသာတင့်ပုံတို့ကိုဖော်ပြထားသည်ထိုနှစ်မြန်မာပြည်ဆရာတော်ထံမှပညာသင်ခဲ့မှုသောတီဟိုယဟန်လူထွက်တစ်ယောက်ကမြစ္စည်းမနိကေဒက္ခိဏဝိပင်္ဂသုတ်လာတန်ခကတဒက္ခိဏတန်ကိကဒါနအလှူခံပုဂ္ဂိုလ်များတွင်ယခုကာလတန်ဃာများမပါဝင်ဟုပါဠိပတ်တာအကိုအကားမြန်မာစာပေအကိုခါတို့ဖြင့်ပြောနေ၍အငင်းအခုံဖြစ်နေကြပါသည်ထို့ပြင်တိတ်သမုတ်ရာ၌ရေနမိတ်မှတပါအခြားနမိတ်များကိုရွှေ့ပြောင်းယူဆောင်ယူချထားပြီးတိမ်သမုတ်လင်တိမ်ပြက်သည်ဟုပြောနေသဖြင့်အငင်းခုံဖြစ်နေကြပါသည်ထိုပြဿနာနှစ်ရပ်အတွက်ဝိနိစ္စရေးသားချီးမြှင့်တော်မူပါဟုစာလာပြန်သည်ထိုစာအရတန်ကိကဒါနပါတာနာဒီနိမိတ်တဝိနိစ္စကိုရေးသားပေးဖို့တော်မူသည်1280ပြည့်နှစ်တွင်တီဟိုကျွန်းပါဏဒူရမြို့အဘယာဂယုနာယေရနာယာမဆရာတော်အရှင်နန္ဒမေဒထံမှအစွန်းအဖြတ်တောင်းခံသောစာတစ်စောင်ရောက်လာပြန်သည်ထိုစာ၌တီဟိုယဟန်အချို့သည်မိမိတို့ဘက်ခြေစင်းလျက်မယိုမသေးနေသူကလထိုင်ပေါ်ထိုင်၍ကိုယ်ယုကာယနေသူခြေအိတ်စွခြေနှင်းစီအုတ်ထုတ်ဆောင်၍ခေါင်းပေါင်းထားသူတို့ကိုတရားဟောနေကြပါသည်ထို့သို့မဟောသင့်မနာသင့်ကြောင်းပြုပြင်တော်လဲမလိုက်နာကြပါတရားဟောသူနာသူများလိုက်နာရန်ဤဥပဒေများကိုရေးသားချီးမြှင့်ပါဟုပါရှိလေသည်ထိုစာအရဓမ္မောပရိသဓမ္မနိဋ္ဌိပတ်ကိုရေးသားပေးပို့တော်မူသည်ဤသို့လျှင်တီဟိုဆရာတော်များသည်စာပေကျမ်းဂန်အယူအဆနှင့်ဆက်၍၎င်းတာနာရေးကိစ္စများနှင့်ဆက်၍၎င်းမဟာဝိသုဒ္ဓယုံဆရာတော်ကြီးကိုယုံကြည်အားထားလေးစားကြသည်ဆရာတော်ကြီးထံဝိနိစ္စတောင်းခံကြသည်တို့ဖြင့်ပင်ရွှေကျင်သာနာသည်တီဟိုတွင်အမြင့်တွယ်ရှက်အညွန့်ထွက်လာခဲ့ပေသည်တို့ရာတွင်ရွှေကျင်ဆရာတော်မဟာဝိသုဒ္ဓယုံဆရာတော်ကြီးများကိုလေးစားလျက်ရှိကြသောတီဟိုဆရာတော်တို့ကြီးရွှေကျင်နိကာယဟုသောတန်ခနိကာယကြီးအောက်သို့စုယုံဝင်ရောက်ခြင်းကမရှိသေးချေတီဟိုတွင်ရွှေကျင်နိကာယသို့ဥစွာအထင်အရှားဝင်ရောက်လာခဲ့သောဆရာတော်ကမဟာဝိသုဒ္ဓရာမိကထေရုပတ္တိကျမ်းပြုအရှင်တိရိဓမ္မဒီတေခဏသီလကဏီမြို့တွင်မွေးဖွားခဲ့သည်သူအမည်မှာအပူဟာမိဖြစ်သည်ငယ်စဉ်ကပင်ကိုရင်ဝတ်၍ပါဠိဘာသာနှင့်ပိဋကတ်အခြေခံစာများကိုသင်ယူတက်မြောက်ခဲ့သည်သူဆရာကဝိသုဒ္ဓယုံဆရာတော်ကြီးထံဖော်ပြခဲ့ပြီးဝိနိစ္စတို့ကိုလှမ်းတောင်းသောပါဏဒူရမြို့ယာမညနိကာယတတမောဒရဆရာတော်အရှင်ဥပဒေနာဖြစ်သည်1258ခုနှစ်တွင်တီဟိုဆရာတော်အရှင်သူဝနဇောဒရတပတိရိပဝရဓမ္မကိတ္တိသည်တီဟိုကျွန်းကြီး၌ပဋ္ဌာန်းကျမ်းကြီး၏နောက်ပိုင်း6ကဏ္ဍပျောက်နေသဖြင့်တီဟိုယဟန်တော်များကိုမဟာဝိသုဒ္ဓယုံဆရာတော်ကြီးထံဆေလွတ်၍ဆောင်ယူစေသည်ထိုစဉ်ကတီဟိုကိုရင်ကလေးတစ်ပါးပါလာသည်ထိုကိုရင်ကလေးသည်ရန်ကုန်ကျောင်းတော်ရာရွှေကျင်ဆရာတော်ကြီးနှင့်မဟာဝိသုဒ္ဓယုံဆရာတော်ကြီးတို့၏ဂုံရီတို့ကိုဂါထာစီကုံး၍ဆက်တရာဆရာတော်ကြီးနှစ်ပါးကကိုရင်ကလေး၏စွမ်းရည်ကိုအံ့ဩတော်မူကြသည်ထိုကိုရင်ကလေးသည်နောင်တွင်ကျောင်းတော်ရာဆရာတော်ကြီးကိုဥပဇေပြု၍ယဟန်ခံပြီးမြမာပြည်၌ကြောကြားသောဆရာတော်များထံတွင်ပညာစည်းပူးသည်အထူးသဖြင့်မဟာဝိသုဒ္ဓယုံဆရာတော်ကြီးထံအထက်တန်းကြသောပိဋကတ်စာပေများကိုလက်ထပ်သင်ယူသည်သူကအရှင်တိရိဓမ္မပင်သည်ထိုအရှင်တိရိဓမ္မနှင့်ဆက်၍မဟာဝိသုဒ္ဓယုံတိုင်း၌ပညာသင်ယူနေစဉ်ကအတွေ့အကြုံကလေးများကိုဆရာတော်ကဤသို့အမိန့်ရှိတော်မူပါသည်အဲ့ဒီဥတိရိဓမ္မဝိသုဒ္ဓယုံရောက်ခါစားပေါ်သူကမြန်မာလိုနားမလည်သေးဘူးဥပရမဆိုတဲ့ဥပဇင်တစ်ပါးကမြန်မာလိုပြောမရတာနဲ့အဟံလင်္ကာဒီပံဂမိတ်တတိ
ငါတီဟိုသွားမယ်လို့ပါဠိလိုပြောတော့တုံမီယောဂန်နဇာနာထအရှင်တို့ယောဂနားမလည်ဘူးလို့ပြန်ပြောတယ်သူကငယ်ငယ်ကလေးကပါဠိတက်တယ်နောက်တစ်ခါမယ်သူကမြန်မာစကားတက်စဥပဇင်းတစ်ပါးနဲ့အတူထိုင်နေပူစာလှုံနေရင်တစ်ပင်ပေါ်လှမ်းကြည့်ပြီးဥပဇင်းငှက်ကလေးတစ်ပင်ပေါ်ထိုင်နေတယ်လို့ပြောတယ်အဲ့ဒီအခါမယ်ဝိသုဒ္ဓယုံဆရာတော်ကြီးကသူတို့အနာရောက်လာကြကြုံနေလို့ကြားတာနဲ့ငှက်ကလေးကတစ်ပင်ပေါ်ထိုင်နေတော့မောင်တိရိဓမ္မကမြေကြီးပေါ်နားနေတာပေါ့လေလို့ပြောလိုက်လို့ရေကြရတယ်တီဟိုဝိသုဒ္ဓယုံကျောင်းတိုက်ကိုအဲ့ဒီဥတိရိဓမ္မကိုစတင်တည်ထောင်တယ်ရွှေကျင်ကိုင်းလဲသူတို့စတာပဲဥအကဓမ္မအဗျာဆရာတော်တို့သွားတော့ပိုအားရှိသွားတယ်ဥပဒေနာဆိုတာသူ့ဆရာပဲတို့ဆရာတော်ကြီးရဲ့ဒါဒရထသင်္ဃဟကိုဥပဒေနာကထီကာရေးတယ်ဒါပေမဲ့ပဏာမတောင်မပြီးပါဘူးအကျယ်တဝင့်ရေးတယ်မင်းကွန်းဓမ္မစာရီတိပိဋကဒရဓမ္မနာရမင်းကွန်းဆရာတော်ဤယဟန်အမဒေါ်ဓမ္မစာရီလဲဥပဒေနာတပည့်ဖြစ်ဖူးတာပဲသူတို့ချင်းပါဠိလိုပြောလို့ရှိကြတယ်အရှင်တိရိဓမ္မသည်မဟာဝိသုဒ္ဓယုံဆရာတော်ကြီးထံပိဋကတ်အရရက်နှံ့ဆက်အောင်တင်ယူပြီးတီဟိုသို့ပြန်ရောက်သောအခါကိုလံဘို၌ဝိသုဒ္ဓယုံတိုက်တီထောင်၍ရွှေကျင်နိကာယကိုအစာပြိုးလေသည်မြန်မာပြည်မှတပိတ်သင်္ကန်းစသောပြိခါများကိုမှားယူ၍မြန်မာပုံစံအတိုင်းကျင့်ကြံနေထိုင်သည်ထိုအခါမှစ၍တီဟိုတွင်ရွှေကျင်သာနာသည်တိတာထင်ရှားပြန့်ပွားလာခဲ့ရာယနေ့တိုင်အောင်ပင်ဖြစ်သည်ယခုအချိန်၌နဝမရွှေကျင်သာနာပိုင်စံကင်းဆရာတော်ဖျားကြီး၏ခန့်အပ်ခြင်းညာအမိန့်စာဖြင့်တီဟိုရွှေကျင်နိကာယကိုဆရာတော်၏တပည့်ဖြစ်သူဆရာတော်ဥညာနာဝါဒကဦးစီးအုပ်ချုပ်လျက်ရှိပေသည်တီဟိုရွှေကျင်သာနာသည်ရှေ့သို့ဆက်လက်တည်တံ့ခိုင်မာကြီးပွားနေအောင်မည်သာဖြစ်ပေသည်ယိုရီးယားသို့ရွှေကျင်သာနာရောက်ပုံယိုရီးယားနိုင်ငံသို့ရွှေကျင်သာနာရောက်ပုံမှာလင်္ကာသမပူရာဒီဟိစာကန်တရဏဇနာဘဟုပရိယာပုဏ္ဏန္တိတတ္တမံတထင်စီထအနေကတာဟူတိအတိုင်းတက္ကရာ1234-1235ခုနှစ်များမှစ၍တီဟိုယိုရီးယားရှမ်းရခိုင်စသောအမျိုးသားယဟန်တာမဏေများသည်မဟာဝိသုဒ္ဓရာမဆရာတော်ထံလာရောက်၍ပိဋကတ်စာပေတို့ကိုလေ့လာစီးပူးလျက်ရှိကြ၏ထို့ကြောင့်ထိုအချိန်မှစ၍ရွှေကျင်သာနာပိုင်းမဟာဝိသုဒ္ဓရာမဆရာတော်ဖျားကြီးအဆုံးအမသာနာသည်ယိုရီးယားပြည်သို့ဆက်ရောက်ပြီဟုဆိုနိုင်ပေသည်ထို့နောက်တက္ကရာ1249ခုနှစ်ပါတော်မူပြီးစအချိန်လောက်၌တောင်ကူခရိုင်လောကုတ္တရာရွာမှရှမ်းများသည်ကုန်တဲ့အလုပ်ဖြင့်ယိုရီးယားပြည်သို့ကူးလူဆက်ဆံရာမှာအချို့ရှမ်းများယိုရီးယား၌အခြေတကျနေထိုင်မိ၏ထိုမြန်မာပြည်နယ်ပွားရှမ်းများသည်မိမိတို့ကိုယ်ွယ်လို၍တောင်ကူမြို့လောကုတ္တရာတိန်ဦးဆရာတော်ဦးအာရိစအထံသို့သာနာပြုယဟန်များကိုယ်ွယ်ပင့်ဆောင်လိုပါကြောင်းလျှောက်ထားရာမဟာဝိသုဒ္ဓယုံဆရာတော်ဖျားကြီး၏တပည့်ကြီးဖြစ်သောထိုဆရာတော်ဦးအာရိစသည်မဟာဝိသုဒ္ဓယုံတိုက်မှတောင်တွင်းကြီးဇာတိဆရာတော်ဦးပရမဝက်လက်နယ်ဇာတိယဟန်တော်ဦးသူဝနာတို့ကိုပင့်ဆောင်ပေးသဖြင့်ယိုရီးယားနေမြန်မာပြည်ပွားရှမ်းအမျိုးသားတို့ဆန္ဒပြေဝကြသည်ယိုရီးယားသို့မြန်မာပြည်ရွှေကျင်နိကာယဗဟိုဌာနကြွရောက်သာနာပြုခြင်းပင်ဖြစ်သည်ထိုတောင်ကူလောကုတ္တရာတိန်ဦးဆရာတော်ဦးအာရိစအရှင်သည်ပစ္စမဝိသုဒ္ဓယုံတိုက်အုပ်အထမရွှေကျင်သာနာပိုင်ကန်ဒီဆရာတော်ဖျားကြီး၏အာမခံဆရာဖြစ်သည်ထို့နောက်မဟာဝိသုဒ္ဓယုံတိုက်သည့်စီရှင်ကျောင်းနေကြိုက်လက်ဇာတိဥပနိစ္စအရှင်မြတ်ကြွရောက်သာနာပြုပြန်သည်ထိုအရှင်သည်မြန်မာပြည်သို့ပြန်ကြွလာသောအခါယိုရီးယားပြည်၌ဘိက္ခုနီသာနာရှိသည်ကိုအတုယူ၍ဘိက္ခုနီသာနာပြန်လည်ထူထောင်ရေးကိုရန်ကုန်မှအရှင်အာရိစဝင်သားတို့နှင့်တွဲဖက်၍ဆောင်ရွက်လေတော့သည်မဟာဝိသုဒ္ဓယုံတိုက်သည့်မှဓမ္မကတိကဆရာတော်ဥပန္တိတဓမ္မတရားဟောနာမည်ကျော်သည်ကိုအားကြ၍
သူ့အမိကိုလည်းကြိုက်လက်ဥပန္နိတဓမ္မဟုဘွဲပြောင်းကတရားဟောလေသည်တဖန်ပြမနာခရိုင်တာဝတိဇာတိအေလာတော်ရဆရာတော်ဤတပည့်မာဝိတုဒ္ဓယုံတိုက်သားဥတုံတရကယူရီးယားသို့ကြွရောက်သာနာပြုပြန်သည်ထိုအရှင်မြတ်လည်းနောက်အခါမြမာပြည်သို့ပြန်ကြွလာသည်ထို့နောက်မာဝိတုဒ္ဓယုံတိုက်တဲ့အလေတိုက်ကြီးနေဥဝိလာဒအရှင်ကြွရောက်သာနာပြုပြန်သည်ထိုဆရာတော်ဤပြင်းလျှောက်ချက်အရ1294ခုနှစ်တတ္တမရွှေကျင်သာနာပိုင်းကြိုက်လက်ပစ္စည်းမာယုံဆရာတော်စီရှင်ဆရာတော်တောင်ကူလောကုတ္တရာတိမ်ဦးဆရာတော်ကလေးဥကုံတလားတို့ကြွရောက်၍ဘန်ကောက်မြို့ဝက်တွန်းမြမာကျောင်းဥတုမနဝိပလုတ်ကျောင်းရွှေကျင်သာနာပြုဂိုင်းအုပ်ဆရာတော်ဥညာနာဝင်သားဥဇောတိကစသောရွှေကျင်နိကာယတန်ဃာတော်များနှင့်အတူဥဝိလာဒဤဝက်ပလုတ်ကျောင်းတိုက်ကြီးအတွင်း၌တိမာတမှုရိကံကိုဆောင်ရွက်သာနာပြုတော်မူကြသည်တွားရင်ဟန်လွဲအဖြစ်ရိုးရရအခရာရေးပိဋကတ်တော်တို့ကိုစီရှင်ဆရာတော်လေ့လာခွင့်ရခဲ့၏ပိဋကတ်တော်တစုံကိုပါပြင့်ဆောင်တော်မူခဲ့၏အပြန်ခရီးတွင်လေရင်လမ်းမှပြန်ကြွကြ၏ထိုစဉ်ကကပ္ပိယအကြောင်းသားအဖြစ်ယခုရန်ကုန်ကဘာအေးပြည်တော်စုမြန်မာနိုင်ငံဗုဒ္ဓသာသနာအဖွဲ့၌ပိဋကတ်ပါဠိမြန်မာအဘိဓမ္မာဌာနမှုအဖြစ်ဆောင်ရွက်လျက်ရှိသောဥပုံမောင်လိုက်ပါခွင့်ရခဲ့၏ယခုအခါရွှေကျင်ကိုင်းဝင်အဖြစ်တာနာပြုလျက်ရှိသောဆရာတော်မှာဥညာနာဝင်သားအရှင်မြတ်ဖြစ်လေသည်ထိုအရှင်သည်ယိုရီးယားနိုင်ငံဘန်ကောက် district အန်ဖရနာဝါမြို့အပိုင်ဝက်တွန်းမြန်မာကျောင်း၌တည်င်းသုံးတာနာပြုလျက်ရှိသည်မန္တလေးရွှေကျင်နိကာယဗဟိုဌာနသို့ပို့ဆက်သော1333ခုနှစ်ဝါဆိုတန်ဃာစရင်အရာထိုကျောင်း၌ယဟန်တော်14ပါးတာမဏေ2ပါးကျောင်းသား1ယောက်ကပ္ပိယကြီး2ယောက်ရှိကြောင်းသိရသည်ဆရာတော်ဤနိုင်ငံတွင်တာနာရေးဆရာတော်ဤနိုင်ငံတွင်တာနာရေးသည်ဆရာတော်ဦးစီးအုပ်ချုပ်လျက်ရှိသောရွှေကျင်နိကာယတာနာရေးလည်းဖြစ်တတနာရုံးဤအရေးလည်းဖြစ်သည်ထို့ကြောင့်မြန်မာနိုင်ငံအစိုးရကဆောင်ရွက်ခဲ့သောတန်ခါမှတ်ပုံတင်ကိစ္စဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းရေးကိစ္စဝိနည်းစဥပဒေကိစ္စတာနာတန်ရှိရေးကိစ္စစသည်တို့နှင့်ဆက်လင်း၍ဆရာတော်ဦးစီးအုပ်ချုပ်လျက်ရှိသောရွှေကျင်ကိုင်း၏ယက်တီချက်ဆောင်ရွက်ချက်လမ်းညွှန်ချက်အချို့ကိုဖော်ပြပေအပ်တန်ခါမှတ်ပုံတင်ကိစ္စဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သောအင်းဆောင်အစိုးရလက်ထက်တွင်မြန်မာနိုင်ငံရှိယဟန်တာမဏေတိုင်းမှတ်ပုံတင်ပြုလုပ်ရန်အစိုးရကလျှောက်ထားကြေညာခဲ့သည်ထိုကြေညာချက်နှင့်ပတ်သက်၍ရွှေကျင်ကိုင်းဗဟိုဌာန၌ရွှေကျင်သာနာပိုင်စံကင်းဆရာတော်ဖျားကြီးကြီးမှုသောဂိုင်းလုံးဝင်ဆောင်နာယကများသည်ဤသို့ဆောင်ရွက်ခဲ့ကြသည်မန္တလေးမဟာဝိတုဒ္ဓယုံ1321ခုဝါဆိုလစုပ်တရက်မှတ်ပုံတင်ကိစ္စအတွက်အစည်းအဝေးပြလျှောက်လွှာပါဖေဟာမဟာဝိတုဒ္ဓယုံဥက္ကဋ္ဌဥပဥက္ကဋ္ဌဆရာတော်ကြီး2ပါးတို့၏အလိုဆန္ဒအရအစိုးရမှတ်ပုံတင်ကိစ္စနှင့်ပတ်သက်၍1321ခုဝါဆိုလစုပ်9ရက်နနက်8နာရီတစ်ကြိမ်မပြည့်ပြတ်ပါကနေ့1နာရီတစ်ကြိမ်စီဝေးတိုင်ပင်ကြပါရန်မဟာဝိတုဒ္ဓယုံတိုက်သို့ကြွရောက်တော်မူပါမည်အကြောင်းလျှောက်ထားအပ်ပါသည်ဖေဟာမှတ်ချက်ရွှေကျင်နိကာယတာနာတုတ်သည့်စာအုပ်ငယ်နှင့်အစိုးရမှတ်ပုံတင်အမှတ်စဉ်စာတမ်းများကိုလေ့လာကြည့်ရှုခဲ့ပါရန်ဖေဟာအမိတ်အယအက္ကိယမန္တလေးဝိတုဒ္ဓယုံပြင်းလျှောက်လွှာမိတ္တူစာဆောင်ကိုဆက်ကပ်ပါသည်ဖေဟာ1စကိုင်းရွှေဟင်းသာတို့အပူအမှားစာထည့်၍လျှောက်ပါသည်2အမရပူရမှာကန်းနာယုံ3မင်းကွန်းအဘယရွှေကူ4ရွှေကျင်တိုက်မှရမဲတင်5ရှေးဝိတုဒ္ဓယုံဆရာတော်များ6ဝိဇိတာယုံ9ဗရမများ8အဗရာယာမ9ဝိဇာလင်္ကာရ10ဓမိကာယုံတို့တို့21ရက်21 4 73စုပ်ယနေ့အားလုံးပို့ကြောင်းပါဖေဟာအစည်းအဝေးမှတ်တမ်း1321ခုဝ
ဝါဆိုလပြည့်ကျော်9ရက်နနက်8နာရီမှ10နာရီအထိတစ်ချိန်နေ့တနာရီမှ4နာရီအထိတစ်ချိန်မာဝိသုဒ္ဓါယုံရွှေကျင်နိကာယဗဟိုဌာနစံကင်းကျောင်းဆောင်၌အမရပူရာစကိုင်းမင်းကွန်းစိန်ပန်းနယ်အရှိဝိသုဒ္ဓါယုံဝစီတာယုံရွှေကျင်တိုက်မှဗရမများကိုယ်စားလှယ်ဆရာတော်များနှင့်မာဝိသုဒ္ဓါယုံနာယကအမှုဆောင်ဆရာတော်များစုံညီအားလုံးပေါင်း18ပါးတို့စီဝေးတိုင်ပင်ကြသည်ကိစ္စအစိုးရမှတ်ပုံတင်ကိစ္စတဘာပတိမာဝိသုဒ္ဓါယုံတက်တော်ရှိစံကင်းဆရာတော်ဘုရားကြီးအခမ်းအနားမူဇေယမေတ္တရီဥအကိယတဘာပတိဥက္ခရဆရာတော်ကြီးကအားလုံးကြွလာကြသောပုဂ္ဂိုလ်များသည်ဂိုင်းအကျိုးဆောင်တာနာအကျိုးဆောင်များဟုသဘောထား၍ကြွရောက်လာကြောင်းကိုယုံကြည်သည်တိုင်းသူပြည်သားအားလုံးတာနာတရက်လုံးရှေ့ရှုမေတ္တာပို့၍ပြောဆိုကြရမည်ဒို့သဘောဆန္ဒအရာပြောရမည်ဆိုလျှင်မှတ်ပုံတင်ကိစ္စအစိုးရဆောင်ရွက်နေသည်ဟုကြာတိစာကာလကပင်သဘောကျနှစ်သက်ခဲ့သည်တို့ရာတွင်မှတ်ပုံတင်၌ရဟန်းတာမတိများလိုက်နာရမည်ဥပဒေညွှန်ကြားချက်တို့ကိုသတင်းစာ၌တွေ့သည့်ကြားရသဖြင့်အချို့ညွှန်ကြားချက်များတွင်သာသနာ၌ခဲရင်မှုပုဂ္ဂိုလ်ကောင်းတို့အပေါ်ထိပါမှုကြောက်ရောက်သည်ဟုအဓိပ္ပာယ်တက်ရောက်နေကြောင်းစိတ်ထဲ၌ထင်မြင်နေ၍မှတ်ပုံတင်ကိစ္စဆောင်ရွက်သောအစိုးရတကားများအပေါ်တာဝန်မကျစေလိုယဟန်တန်ဃာတာမဏေတို့အပေါ်လည်းမထိပါစေလိုသောစိတ်ဆန္ဒအရာနှစ်ဖက်အပေါ်ကြောက်ရောက်ထိပါသမျှဘယ်သို့ပယ်ရှားရမည်ကိုစဉ်းစားကြရန်စီဝေးခေါ်ရသည်စိတ်ထားကောင်းကောင်းနှင့်တိုင်ပင်ပြောဆိုကြရမည်ဟုအမိန့်ရှိသည်ထို့နောက်မင်းကွန်းဆရာတော်ကြီး၃ပါး၏ဆန္ဒပေးစာကိုအခမ်းအနားမူကဖတ်လျှောက်သည်အစည်းအဝေးဆန္ဒပေးစာတန်မှတ်ပုံတင်ကိစ္စအတွက်မာဝိသုဒ္ဓါယုံတိုက်၌စီဝေးကြရာဝယ်တန်ဃာတော်ကြီးငယ်တို့ကိစ္စဆောင်ရွက်ကြရာဝိနည်းနုလောမအရာတို့ကိုသဘောတူညီဆန္ဒပေးလိုက်ပါသည်တန်ဃာတော်တို့ဖျားတန်ဝိဒဟိတဝါတိဧတသေးဝဝေဝစနံတမန္တရိတဝါတိဧကိသန္တတာယဧကိဇာတယတာယဗနိတဝါတိအထောယံကင်းတုံတရာဘိဝင်တာဗဒမြ1320ခုဝါဆိုလပြည့်ကျော်9ရက်အစီအစဉ်အမှတ်1အရာအစိုးရ၏ကပ်ပြားပုံစံလျှောက်ထားချက်10ချက်ကို1မှစာ၍10အထိစုံငါစိတ်ငါဆုံနေစွာအသေးစိတ်စဉ်းစားကြကြောင်းထို့နောက်အောက်ပါပြဋ္ဌာန်းချက်ကိုတညီတညွတ်သဘောတူပြဋ္ဌာန်းကြသည်ပြဋ္ဌာန်းချက်1ရွှေကျင်ကန်းအတွက်ရွှေကျင်နိကာယသာနာတုတ်တိမှတ်ပုံတင်စာအုပ်ကိုသာအစိုးရကအတိအမှတ်ပြုစီလိုကြောင်းဟုတောင်းဆိုလျင်အစိုးရ၏မှတ်ပုံတင်ကိုလည်းပြီးဖြစ်နိုင်သောကြောင့်ထိုရွှေကျင်နိကာယသာနာတုတ်တိမှတ်ပုံတင်စာအုပ်ကိုပင်အစိုးရကအတိအမှတ်ပြုစီလိုကြောင်းဟုမေတ္တာရက်ခံရန်မှတ်ချက်အစိုးရမှတ်ပုံတင်ကပ်ပြားကိုပါလီမန်လွှတ်တော်က1949ခုနှစ်၌ပြဋ္ဌာန်းသည်ရွှေကျင်နိကာယသာနာတုတ်တိမှတ်ပုံတင်စာအုပ်ကိုရွှေကျင်နိကာယဂိုင်းလုံးတန်ခအစည်းအဝေးက1948ခုနှစ်၌ပြဋ္ဌာန်းခဲ့သည်ပြဋ္ဌာန်းချက်နှင့်ဖော်ပြပြီးပြဋ္ဌာန်းချက်အမှတ်1ကို1ရန်ကုန်ကျောင်းတော်ရာသုံးတက်ဆရာတော်ဦးတီလက်ခဏ2ကျောင်းကုန်းမေဒနီဆရာတော်ဦးအာလာယ3ကဘာအေးဆရာတော်ဦးညာနုတ္တရ4ဝိဇာလင်္ကာရဆရာတော်ဦးဝိတုဒ္ဓါဘိဝင်သားတို့နှင့်အတူဆောင်ရွက်ရန်မန္တလေးမှ1အရှိဝိတုဒ္ဓါယုံရမဲသင်းဆရာတော်ဦးညာနာဝင်သား2အနောက်ဝိတုဒ္ဓါယုံဇေယမလီဆရာတော်ဦးအကိယတို့အားသဘောတူလွှဲအပ်ကြကြောင်းညနေ4နာရီအချိန်တွင်အစည်းအဝေးရုပ်သိမ်းပြီးစီးကြောင်းဦးအကိယအခမ်းအနားမူပြည်ထောင်စုမြန်မာနိုင်ငံတော်ရွှေကျင်နိကာယဗဟိုဌာနမဟာဝိသုဒ္ဓါယုံတိုက်သည့်အဘိဓဇမဟာရထဂုရုစံကင်းဆရာတော်ထံမှမန္တလေးမြို့1321ခုဝါဆိုလဆန်း1ရက်ပြည်ထောင်စုမြန်မာနိုင်ငံတော်တာနာရေးဝန်ကြီးဌာနတာနာရေးဝန်ကြီးထံသို့အကြောင်းအရာ
ရွှေကျင်ကန်းရွှေကျင်နိကာယတာနာတုတ်သည့်မှတ်ပုံတင်စာအုပ်ကိုအစိုးရကအတိအမှတ်ပြုရန်မေတ္တာရက်ခံအမိန့်ရှိခြင်းဆရာတော်တို့ရွှေကျင်ကန်းဝင်တန်ဃာများအတွက်ရွှေကျင်နိကာယတာနာတုတ်သည့်စာအုပ်ကို1308 1946ခုနှစ်၌ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့၌ကျင်းပသောတတ္တမမြောက်ရွှေကျင်နိကာယတန်ခါအစည်းအဝေးကြီးကပြဋ္ဌာန်းခဲ့ပြီးဖြစ်ခြင်းရွှေကျင်ကိုင်းတန်ခါ12000ခန့်အတွက်အစိုးရတကာများမှတ်ပုံတင်ကိစ္စပြုလုပ်ရာ၌အလုတာဝန်များတက်တာမည်ဖြစ်ခြင်းဗန္နာငွေကြေးလဲအကုန်အကျနေပါသွားမည်ဖြစ်ခြင်းရွှေကျင်နိကာယသည်ရှေ့မြန်မာဘရင်များလက်ထက်ကစား၍တီချာကိုင်းအဖြစ်နေထိုင်လာခဲ့သောဂိုင်းဖြစ်ခြင်းစသည်တို့ကြောင့်ယခု1321ခုဝါဆိုလစုပ်9ရက်26ရက်9လ59နေ့၌ရွှေကျင်နိကာယဗဟိုဌာနမန္တလေးမြို့မဟာဝိသုဒ္ဓါယုံတိုက်တစ်တွင်စီဝေသောတန်ဃာများ၏ရွှေကျင်ကိုင်းအတွက်တိချာမှတ်ပုံတင်စာအုပ်အတိအမှတ်ပြု၍မေတ္တာရက်ခံချက်ကိုလိုက်လျောရန်အမိန့်ရှိအပ်သည်ဖြစ်ကြောင်းစံကင်းဆရာတော်အဘိဓဇမဟာရထဂုရုရွှေကျင်နိကာယဥက္ကဋ္ဌတန်ခရာဇာမဟာဝိသုဒ္ဓါယုံတိုက်တစ်မန္တလေးမြို့1321ခုအစည်းအဝေးမှတ်တမ်းကိုပူးတွဲပေးပို့ကြောင်းဥအဂိယဂုရုပထာကရွှေကျင်နိကာယဝန်ဆောင်နာယကအဖွဲ့အကျိုးဆောင်အစိုးရကသတ်မှတ်ထားသောမှတ်ပုံတင်ကပ်ပြားတွင်လျှောက်ထားချက်10ချက်ပါရှိလေရာအရှုတ်6ထားချက်များသည်တန်ဃာတော်များနှင့်မသင့်မလျော်ဖြစ်နေသည်ထိုမသင့်မလျော်သောအချက်တို့ကိုပြင်ဆင်ပေးရန်ရွှေကျင်ကိုင်းကဖော်ပြပါအတိုင်းအစိုးရထံမေတ္တာရက်ခံခဲ့သည်ပြည်ထောင်စုမြန်မာနိုင်ငံတော်သာနာလုံးဆိုင်ရာရွှေကျင်နိကာယဗဟိုဌာနမန္တလေးမဟာဝိသုဒ္ဓါယုံ1321ခုဝါဆိုလပြည့်ကျော်3ရက်တို့ညွှန်ကြားရေးဝင်မှတ်ပုံတင်ဌာနရန်ကုန်မြို့တကားဗိုလ်မှူးချစ်မြိုင်ထံသို့အကြောင်းအရာမှတ်ပုံတင်ကိစ္စကိုမကန့်ကွက်လိုသောလဲရဟန်းတန်ဃာတော်တို့နှင့်မသင့်လျော်သောအချက်တို့ကိုပြင်ဆင်ပေးရန်မေတ္တာရက်ခံခြင်း1321ခုဝါဆိုလဇန်1321ခုဝါကောင်လဇန်10ရက်နေ့၌မဟာဝိသုဒ္ဓါယုံနာယကဆရာတော်များ၏အစည်းအဝေးမှပြည်ထောင်စုမြန်မာနိုင်ငံတော်ဆရာတော်တန်ဃာတော်များ၏တက်တေခံကပ်ပြား၌ပါရှိသောလျှောက်ထားချက်10ချက်တွင်ယဟန်တန်ဃာများနှင့်မသင့်လျော်သောအချက်များကိုပြင်ဆင်ပေးရန်မေတ္တာရက်ခံအပ်သည်ဖြစ်ကြောင်းလျှောက်ထားချက်အမှတ်3၌ဤတက်တေခံကပ်ပြားပျောက်ဆုံးတော်၎င်းပျက်စီးတော်၎င်းမထင်မရှားဖြစ်တော်၎င်းဆိုင်ရာလက်ထောက်မှတ်ပုံတင်အရာရှိထံလဲလှယ်နိုင်ပါသည်ဖရာဟူသည့်အစားဤတက်တေကံကပြပျောက်ဆုံးတော်၎င်းပျက်စီးတော်၎င်းမထင်မရှားဖြစ်တော်၎င်းဆိုင်ရာလက်ထောက်မှတ်ပုံတင်အရာရှိကယဟန်တာမဏေများထံအခကျင်းဝင်မယူဘဲအလွယ်တကူလဲလှယ်ပေးပါလိမ့်မည်ဖရာဟုပြင်ဆင်ပေးရန်ရှင်းလင်းချက်မူလစည်းကမ်းအတိုင်းဆိုလျင်မှတ်ပုံတင်အရာရှိထံငွေပွေး၍လဲလှယ်ရမည်ဟုနားလည်နေကြ၏ငွေဖြင့်လဲရသောပစ္စည်းကိုယဟန်များသည်ကံယုံမျှပင်မကန်အပ်ဟုဖျားပြည့်ညတ်တော်ရှိသည်ထိုပြည့်ညတ်တော်ကိုလည်းများစွာသောယဟန်တန်ဃာများလိုက်နာနေကြသည်အချို့တန်ဃာများမိမိထံ၌ငွေလည်းမရှိကြပါထို့ကြောင့်ပြင်ဆင်ပေးစေလိုသည်လျှောက်ထားချက်အမှတ်6၌အရှင်သူမြတ်များလူထွက်တော်၎င်းပြန်လွန်တော်မူတော်၎င်းကျောင်းတိုက်တွင်အုပ်ချုပ်တော်မူသောဆရာတော်ရှင်မြတ်ကသက်ဆိုင်ရာစရင်တိန်ထံ9ရက်အတွင်းအကြောင်းကြားရပါမည်ဖေယအကြောင်းကြားသောအခါထိုသက်တေကံကပ်ပြားကိုစရင်တိန်ကလာရောက်သိမ်းဆည်းပါလိမ့်မည်ဖေယဟုရာ၌ကျောင်းတိုက်တွင်အုပ်ချုပ်တော်မူသောဆရာတော်၏ကျောင်း၌အရှင်သူမြတ်သည်အုပ်ချုပ်တော်မူသောဆရာတော်အားအတိပေး၍လူထွက်တော်၎င်းကျောင်းတိုက်၌ပြန်လွန်တော်မူတော်၎င်းအုပ်ချုပ်တော်မူသောဆရာတော်မှသက်ဆိုင်ရာစရင်တိန်ထံ9ရက်အတွင်းအကြောင်းကြားရပါမည်ဖေယဟုရှေ့ဝက်ကြစကားကိုပြင်ဆင်ပေးရန်ရှင်းလင်းချက်တန်ဃာများစွာရှိသောစာတင်တိုက်၌လူထွက်လိုသူတို့သည်ဆရာမသိအောင်လူထွက်လေရှိကြ၏အရက်တစ်ပါးရောက်မှပြန်လွန်တော်မူသည်ကိုလည်း
ဆရာများမသိနိုင်ပါထို့သို့ဖြစ်ခဲ့လျင်အကြောင်းကြားရန်မဖြစ်နိုင်သောကြောင့်ပြင်ဆင်ပေးစေလိုသည်လျှောက်ထားချက်အမှတ်9၌အရှင်ဖျားသည်မှတ်ပုံတင်ထားသောကျောင်းတိုက်မှတမြို့တရွာသို့ဝါကပ်ရန်အတွက်သို့သည်မဟုတ်အခြားကိစ္စတရရဲ့ကြောင့်တလတဲ့ကြော်လွန်သွားရမည်ဆိုပါကသက်ဆိုင်ရာစရင်ဒိဋ္ဌံအကြောင်းကြားရန်လိုအပ်ပါသည်ဖျားဟူသည့်အစားအရှင်ဖျားသည်မှတ်ပုံတင်ထားသောကျောင်းတိုက်မှတမြို့တရွာသို့ဝါကပ်ရန်သို့သည်မဟုတ်အခြားကိစ္စတရရဲ့ကြောင့်တလတဲ့ကြော်လွန်သွားရမည်ဆိုပါကပန်ကြားသင့်သောအုပ်ချုပ်သူကျောင်းဖုန်ကြီးစသောဆရာတော်ကသက်ဆိုင်ရာစရင်ဒိဋ္ဌံအကြောင်းကြားလိုအပ်ပါသည်ဖျားဟုပြင်ဆင်ပေးရန်ရှင်းလင်းချက်ဝိနည်းထုံးစံမှာအရက်တစ်ပါးသို့သွားလိုသောပုဂ္ဂိုလ်သည်ကျောင်း၌အကြီးအမှုကိုခွင့်ပန်၍သွားရမည်ဖြစ်၏ထို့ပြင်ရုတ်တရက်အကြောင်းပေါ်လာ၍ယထာသမောအမိသွားရသောကိစ္စများလည်းအများအပြားရှိတတ်ရာထိုကိစ္စများပေါ်လာရင်စရင်ထိန်ထံအကြောင်းကြားဖို့အချိန်မရနိုင်ပါထို့ကြောင့်ပြင်ဆင်ပေးစီလိုကြသည်လျှောက်ထားချက်အမှတ်8၌မှတ်ပုံတင်ထားသောကျောင်းတိုက်မှအခြားတရက်တရွာကျောင်းတိုက်သို့အစဉ်ရွှေ့ပြောင်းသတင်းသုံးမည်ဆိုပါကသတင်းသုံးမည်နေရာသည့်ကျောင်းတိုက်၏လိပ်စာကိုအရှင်သူမြတ်၏တက်တေကံကပ်ပြားပေါ်တွင်ပြောင်းလဲရေးသားရန်လိုအပ်ပါသဖြင့်စရင်ဒိဋ္ဌံ3ရက်အတွင်းပေးအပ်၍ပြောင်းလဲရေးသားရန်ခိုင်းစေရပါမည်ဖျားဟူသည့်အစားမှတ်ပုံတင်ထားသောကျောင်းတိုက်မှအခြားတရက်တရွာကျောင်းတိုက်သို့အစဉ်ပြောင်းရွှေ့သတင်းသုံးမည်ဆိုပါကသတင်းသုံးမည်နေရာသည့်ကျောင်းတိုက်၏လိပ်စာကိုအရှင်မြတ်၏တက်တေကံကပ်ပြားပေါ်တွင်ပြောင်းလဲရေးသားရန်လိုအပ်ပါသဖြင့်ရောက်ရာဌာနစရင်ဒိဋ္ဌံ15ရက်အတွင်းပေးအပ်၍ပြောင်းလဲရေးသားရန်ခိုင်းစေရပါမည်ဖျားဟုပြင်ဆင်ပေးရန်ရှင်းလင်းချက်များစွာသောစာသင်သားများသာအပြောင်းအရွှေ့များတတ်၏ပြောင်းရွှေ့သောဌာနသည့်ရောက်တော်လဲလိုအပ်သောစာဝါရနိုင်မရနိုင်ဆွမ်းကိစ္စပြည့်စုံသည်မပြည့်စုံသည်တို့ကို3ရက်များဖြင့်မသိနိုင်ပါထို့ကြောင့်ပြင်ဆင်ပေးစေလိုကြသည်လျှောက်ထားချက်အမှတ်10အထက်ပါလျှောက်ထားချက်များအနက်တစ်ခုခုပြက်ကွက်ခဲ့သောဥပဒေပုံမှ6နှစ်နှင့်ညီစွန်းပါသည်ဖျားဟုအစားအထက်ပါ6ထားချက်များအနက်တစ်ခုခုပြက်ကွက်ခဲ့သောယဟန်တာမဏေများအတွက်ဥပဒေပုံမှ6နှစ်ကိုပယ်ဖြတ်ပြီးပါပြီဖျားဟုပြင်ဆင်ပေးရန်ရှင်းလင်းချက်တာနာတော်တန်းယဟန်တာမဏေအစစ်အမှန်ဖြစ်သူတို့သည်ဖျားဟောဝိနည်းတိတ်ခါပုံများကိုသာလိုက်နာလျက်ရှိခြင်းကြောင့်ယဟန်တာမဏေများအပေါ်၌တစုံတစ်ခုကြည်လေးသောအပြစ်ထံထားခြင်းကမသိတက်တေကံကပ်ပြားရှိလျင်ပင်အစိုးရများ၏ဆိုင်ရာကိစ္စ၌အလိုရှိသလိုပြုပြင်နိုင်လောက်ပေသည်ထို့ကြောင့်ပြင်ဆင်ပေးဖို့ရန်လိုလားကြသည်ဗတ္တနာသန္နာဘိဝန္ဒစံကင်းဆရာတော်အဘိဓဇမဟာရထဂုရုဥညာနာပြုဝန္ဒမြောင်းမြဆရာတော်အကမဟာဗန္ဓိတမဟာဝိတုဒ္ဒယုံတိုက်သည့်မန္တလေးမြို့တန်ခါအစည်းအဝေး၏ပြဋ္ဌာန်းချက်အရမေတ္တာရက်ခံစာပို့သောဌာနများ1တကားတော်နိုင်ငံတော်သမ္မတ2ဝန်ကြီးချုပ်ဗိုလ်ချုပ်နေဝင်း3ပြည်ထောင်ရေးဝန်ကြီး4တာနာရေးဝန်ကြီး5မှတ်ပုံတင်ဌာနညွှန်ကြားရေးဝင်ဗိုလ်မှူးချစ်မြိုင်ဦးအကိယဝန်ဆောင်နာယကအဖွဲ့အကျိုးဆောင်တန်ခါမှတ်ပုံတင်ကိစ္စဆရာတော်မိတ်ဆွေချက်1320ခုနှစ်တွင်အစိုးရတန်ခါမှတ်ပုံတင်ကိစ္စကိုမဖြစ်မနေစီစဉ်လေသည်မန္တလေးမြို့မဟာဝိတုဒ္ဒယုံတိုက်သို့တာရဏညွှန်ကြားရေးဝင်ဦးမြင့်ဟန်ဒီမှတ်ပုံတင်ကိစ္စအတွက်ဥစွာရောက်ရှိလာသည်ထို့နောက်ဗိုလ်မှူးထွန်းအောင်နှင့်စစ်ဘက်နယ်ဘက်အရာရှိများလည်းမှတ်ပုံတင်ကိစ္စအတွက်လာကြသည်တနေ့တွင်ကရိယာတစားပလာများနှင့်မှတ်ပုံတင်အရာရှိများမှတ်ပုံတင်ရိုက်ရန်ရောက်လာကြသည်တန်ခါအလုံးမှတ်ပုံတင်ရိုက်ပါရန်ဆရာတော်ထံဝင်ရောက်လျှောက်ထားကြသည်ထိုအခါဆရာတော်ကမင်းတို့ရိုက်မယ်ဆိုရင်ဒိုကိုင်းဒိုတိုက်အတွက်ငါကစရိုက်ခံမယ်ဒါပေမဲ့မင်းတို့ဟာစဉ်းစားချိန်မယူပဲပြုတ်လုံနေတာစေတနာကိုတော့ချီးကျူးမိတယ်လုတ်ပုံကင်ပုံကလိုချင်တဲ့အချက်အလက်နောင်ပြဿနာတွေ့မဲ့အချက်တွေတိတ်များနေတယ်
ရဟန်းတော်နဲ့မအပ်ဆက်တဲ့ငွေပေးရမယ်မှတ်ပုံတင်ကပ်ပြားပြောက်ရင်တိုက်တွင်းရှိတိုက်အုပ်တိုက်ချက်ဘုံကြီးများကိုဦးစားပေးရန်မလိုပဲရက်ွက်လူကြီးတိုင်ကြရမယ်စတဲ့အချက်တွေပါနေတယ်ကိုတော်ကလေးတွေလက်ရှိသာနာမှုနဲ့ပြောမရလို့ခက်နေတဲ့အထိဒီဥပဒေတည်မြဲသွားမယ်ဆိုရင်သာနာမှာပိုရှုပ်ထွေးစရာရှိတယ်နောက်ဆုံးအစိုးရရည်ရွယ်ချက်ဟာတို့အထင်ပေါ်လေတော်တွင်းကလူတွေနဲ့မရှုပ်အောင်မရောအောင်ကြံဆောင်လောက်ကင်နေကြတယ်လို့ထင်တယ်အမှန်မှာတော့တိုင်းပြည်တစ်ပြည်မဲ့လူတိုင်းပုဂ္ဂိုလ်တိုင်းမှတ်ပုံတင်ကပ်ပြားရှိတာဟာစီကံရှိတဲ့တိုင်းပြည်အဖြစ်နဲ့အလွန်ကောင်းတဲ့အချက်ပဲဒါကိုတို့တို့ရွှေကျင်ကိုင်းက1298ခုနှစ်ရန်ကုန် National မြို့မှထက်တန်းကျောင်းမှာကျင်းပတဲ့ဂိုင်းလွန်းကျွတ်အစည်းအဝေးကြီးကဂိုင်းအတွက်မှတ်ပုံတင်ရှိရမယ်လို့အတွင်းရေးဆုံးဖြတ်ချက်ချပြီးသားဖြစ်တယ်ဒီတော့ခတ်တို့ပြောရရင်အစိုးရကရုံထောင်တာကြောင်မိရင်မကောင်းဘူးခုကိစ္စကကြောင်မိမှတဲ့ထောင်တဲ့လူပြန်မိမှတို့စိုးရင်တယ်ဘာဖြစ်လို့လဲဆိုတော့မှတ်ပုံတင်ကပ်ပြားတဲ့မယ်အရေးကြီးတဲ့ဥပဇယ်ဆရာတို့တိန်တို့ကမဝါဆရာတို့မပါလို့ကတကြောင်ပဲတနေ့ပိုရှုပ်လာလိမ့်မယ်လို့စိုးရိမ်မိတာပြောရတာပါထိုအချိန်ကကရိယာတစားပလာများနှင့်လာကြသောမှတ်ပုံတင်အဖွဲ့သည်ဆရာတော်အမိန့်ရှိသည်ကိုသဘောကျပြီးအထက်ကိုတင်ပြပါမည်ဖျားဟုလျှောက်ထားကမှတ်ပုံတင်မရိုက်ဖဲပြန်သွားကြသည်ဘုံမှုထွန်းအောင်လာသောအခါ၌လည်းဤသို့ပင်ဆရာတော်ကပြောကြားလိုက်သည်နောင်တွင်တန်ခါမှတ်ပုံတင်ကိစ္စကိုတပြည်လုံးရက်ဆိုင်ထားလိုက်သည်ဟုသိရတော့သည်ရွှေကျင်ကိုင်းကအသုံးပြုသောရွှေကျင်နိကာယတာနာတုတ်တိစာအုပ်၌စာမျက်နှာ68မျက်နှာရှိသည်အောက်ပါအစီအစဉ်တိုင်းရိုက်နှိပ်ထားသည်1အတွင်းရေကန်တီမျက်နှာ၌ရွှေကျင်သာနာပိုင်ဆရာတော်ဤတစိတ်2စာမျက်နှာ1မှ9အထိအဓိပ္ပာယ်ရှင်းလင်းချက်နှင့်မှားထားချက်များ3စာမျက်နှာ8၌ဓာတ်ပုံဖြစ်စေကက်ရန်သို့မဟုတ်လက်မပုံစံဖြစ်စေနှိပ်ရန်ကွက်လက်4စာမျက်နှာ9မှ33အထိဖြစ်ဆွဲရေးသားရန်ဇယားကွက်များ5စာမျက်နှာ34မှ36အထိကိုကျင့်အစိုးအကောင်းမှတ်ချက်ရေးရန်မြင်းလွတ်များ6စာမျက်နှာ49မှ69အထိကဏတုတ်တိအမိတ်စာတန်းတို့ဖြစ်လေသည်